ကျမဟာအသက်မရှင်မလုံနိုင်တဲ့အခြေအနေမှာရှိနေတဲ့ယောက်ျားတစ်ယောက်ကိုဒေါ်လာတန်း30နဲ့လက်ထပ်ခဲ့ပါတယ်။ဒါပေမဲ့နေ့တိုင်းကျမရဲ့အကြီးမားဆုံးပျော်ရွှင်မှုကတော့သူ့ကိုစနောက်လို့ရတာပါပဲ။အိတ်ခမ်းထဲမှာလည်းသူ့ကိုစနောက်ပြီးရေးစရာပုံတွေအများကြီးရိုက်ထားခဲ့ပါတယ်။မမျှော်လင့်ပဲကျမရဲ့စနောက်မှုကြောင့်သူ့ရဲ့နှလုံးခုန်လုံးတက်သွားခဲ့ပါတယ်။ပိုပြီးအံ့အားသင့်စရာကတော့သူကသွေးတောင်ချောင်းထွက်လာခဲ့တာပါ။ဒါပေမဲ့ရောက်ခမကတော့အလွန်ပျော်ရွှင်ပြီးနောက်ထပ်ဒေါ်လာတန်း30ချက်လက်မှတ်တစ်ဆောင်ကိုကျမလက်ထဲထည့်ပေးခဲ့ပါတယ်။နောက်မှသိရတာကသူဟာမတော်တဆမှုတစ်ခုကြောင့်ဒီလိုဖြစ်လာတာပါ။တခါကဘုန်းကြီးတစ်ပါးကသူ့မိခင်ကိုသူ့ရဲ့ဆေးဆက်ထားသူကသာသူ့ကိုပြန်လို့စေနိုင်မယ်လို့ပြောခဲ့ပူပါတယ်။ဒါပေမဲ့သူ့ရဲ့တကယ်ဆေးဆက်ထားသူဖြစ်တဲ့ကျမအမကတော့လက်မထက်ချင်ဘူးလို့ညင်းခဲ့ပါတယ်။အဲ့ဒီကြောင့်ကျမကအစားထိုးပြီးမင်္ဂလာဝတ်စုံဝတ်ကလက်ထပ်လိုက်တာပါ။ကိုမိသားစုကနေလွတ်မြောက်ချင်လို့အချမ်းသာဆုံးမိသားစုတွေကိုဝင်ရောက်လက်ထပ်ခဲ့တာပါ။အိမ်ကြီးနဲ့ဇိမ်ကန်ပစ္စည်းတွေကိုမြင်တဲ့အခါကျမအယမ်းပျော်သွားခဲ့ပါတယ်။ရောက်ခမကလည်းကျမလှပပြီးသူ့သားကိုလက်ထပ်ဖို့ဆန္ဒရှိတာကြောင့်အလွန်ဝမ်းသာနေခဲ့ပါတယ်။ဆုလက်ပိုရဖို့အတွက်သူ့ဘေးမှာထိုင်ပြီးပုံမြင်တွေပြောပေးခဲ့ပါတယ်။တခါမှတော့မိခင်ပြီးနောက်ပိုင်းစောက်ရှောက်နေစာအုပ်တအုပ်ကိုဖတ်ပေးလိုက်ပါတယ်။သူ့ကိုဝက်လိုဆက်ဆံနေတယ်လို့ထင်ပြီးဒေါသထွက်သွားပုံရပါတယ်။သူ့ရဲ့နှလုံးခုန်လုံးတက်လာတာကိုမြင်တော့ကျမကသူ့ကြိုက်လို့နားထောင်နေတာထင်ပြီးပိုပြီးစိတ်အားထက်သန်စွာဖတ်ပေးလိုက်ပါတယ်။သူကတော့ဒေါသနဲ့လက်ကိုဆုပ်ထားခဲ့ပါတယ်။မမကဒါကိုစစ်မှန်တဲ့အချစ်ရဲ့အင်အားလို့ယုံကြည်ခဲ့ပြီးမိသားစုအမွေနဲ့လက်ကောက်ကိုကျမလက်ထဲထည့်ပေးလိုက်ပါတယ်။သူမထွက်သွားပြီးနောက်ကျမကသူ့အခန်းထဲပြန်ဝင်သွားခဲ့ပါတယ်။အပြင်မှာမုန်တိုင်းမိုးရွာနေလို့တယောက်တည်းအိပ်ဖို့ကြောက်နေခဲ့ပါတယ်။ဒါကြောင့်အယုတ်လေးကိုဖတ်ပြီးသူ့ဘက်ကိုသွားပြီးအားပေးမှုရှာခဲ့ပါတယ်။သူကမကြိုက်ပေမဲ့မတားနိုင်ခဲ့ပါဘူး။အဲ့ဒီလိုနဲ့တညလုံးအတူတူကုံဆုံးခဲ့ပါတယ်။နောက်နေ့မနက်စာစားချိန်မှာရောက်ခမကကျမကိုထပ်မံအံ့အားသင့်စရာပေးခဲ့ပါတယ်။သူမကကျမဟာသူ့သားကိုကောင်းကောင်းပြုစုစောင့်ရှောက်ခဲ့တာကြောင့်အိမ်ကြီးတစ်ဆက်လုံးကိုကျမနာမည်နဲ့လွှဲပေးလိုက်တယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကျမအမနဲ့မွေးစားမိဘတွေရောက်လာခဲ့ပါတယ်။ကျမကောင်းကောင်းနေလာတာကိုမြင်တော့လှုပ်ဝက်ချက်ကိုဖော်ထုတ်ချင်လာခဲ့ကြပါတယ်။ရောက်ခမကသူတို့ကိုအယုံမရနိုင်ဘူးလို့ထင်ပြီးချက်ချင်းထုတ်ပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအလုသမားမိန်းကလေးတစ်ယောက်ဝင်လာပြီးသူသွေးထက်ချောင်းလာတယ်လို့ပြောခဲ့ပါတယ်။အစပိုင်းမှာရောက်ခမကအရေးမကြီးဘူးလို့ထင်ခဲ့ပေမဲ့သွေးပြေးလိမ့်နေတဲ့အလုသမားကိုမြင်ပြီးချက်ချင်းမူးလဲသွားခဲ့ပါတယ်။ရောက်ခမောင်ကလည်းယုံကြည်ပြီးကျမကိုကြွားရှင်းခိုင်းခဲ့ပါတယ်။အကူညီမဲ့နေတဲ့ကျမကလက်မှတ်ထိုးဖို့ကိုကင်လိုက်ချိန်မှာပဲအပေါ်ထက်ကအတန်တန်ကြားလာခဲ့ပါတယ်။မိသူမှမတုံ့ပြန်နိုင်ခင်မှာပဲသူကဆင်းလာပြီးကျမကိုဖတ်လိုက်ပါတယ်